4 နာရီလောက်ထားပြီးပြင်ဆင်ထားပါတယ်တလုံးစလင်းပိုက်တလုံးတွတ်ထုံးနဲ့ထွက်လာပါပြီရှင်အေးရင်းနေတော့ဘုံကအေးပါ9 နာရီဆိုတော့ဘယ်သူမှတော့မရှိဘူးဘာဆိုင်မှလည်းမဖွင့်ဘူးမိုးလင်းကစားလေးပေါ့နော်6 နာရီ9 ခွဲ 6 နာရီလောက်မှမိုးလုံးဝလင်းလာလမ်းမှာတော့လူတွေသိပ်မရှိဘူး။2 ယောက်တည်းထွက်လာသိတွေ့တယ်ကိုခုတယောက်တည်းလာတာရထား9 နာရီ26ဆိုတော့ရထားဂိတ်မှာတော့လူတွေရှိမယ်လို့ထင်တယ်။ကျမပဲဆိုရီထားနေမိရလားမသိမောလိုက်တာရထားပူတိုင်းမှာကျမတယောက်ပဲရှိတယ်လို့ပဲ PL ဆိုတော့ဟိုက PR C ကျမ PL5 ကိုသွားရမှာ A B C D E F G H I J K M N N O P Okay နည်းနည်းလေးတော့လမ်းပြောင်းမှာကြောက်ပလာဖောင်း3ရတဲ့အောက်ဆင်းပြီးတော့မှပြန်ပြီးတော့ဟိုဘက်ချမ်းပြန်တက်ရမှာတဲ့ဒီမှာပလာဖောင်း3ဆိုရင်အောက်ဆင်းရ Okay သဘောပေါက်လာတယ် Okay နည်းနည်းလေးတော့ရှုပ်တယ်နော်Okayကျမတွေ့နေတယ်ဒီမှာ9 နာရီနဲ့ဆက်ချက်စောနာတော့ငါလူ2 ယောက်စကားလာပြောတော့နည်းနည်းတော့ကြောက်သွားတယ်ဘာလို့ဆိုတော့ကိုပထမအောင်ဆုံး1 ယောက်တည်းခီးထွက်တာဆိုတော့ပြင်သစ်ဘာသာစကားလည်းမတက်ဘူးသူတို့ကကြတော့ဂျာမန်လိုမတက်ဘူးလေပြင်သစ်လိုပဲတက်တယ်ဆိုသူတို့ကတော့မိတ်ဆက်တာပါဒီမှာဘယ်နိုင်ငံကလဲတရုတ်ကလားထိုင်းကလားကွာငါထိုင်းဟိုတရုတ်ကမဟုတ်ဘူးငါထိုင်းရလာတာ1 ယောက်တည်းလားဘယ်သားမှလဲဆိုရထားဂိတ်မှာကို1 ယောက်တည်းဟိုမှာသူတို့ယောက်ျားလေး2 ယောက်ဆိုနည်းနည်းလေးတော့ကြောက်တာပေါ့နော်ဒါကတော့1 ယောက်တည်းခရီးသွားရယ်နည်းနည်းလေးတော့ပထမဆုံးထွက်ရင်တော့နည်းနည်းလေးတော့စိတ်နည်းနည်းလေးဘယ်လိုပြောကြောက်တဲ့စိတ်ကလေးဖြစ်မိတဲ့အခိုက်အတန့်ပထမဆုံးကြုံလိုက်ရပါတယ်ဒါပေမဲ့အဆင်ပြေပါတယ် Are you into a BL? Yeah, I've watched a few. Yeah. What did you like? What's your favorite? My favorite is I Told Sunset About You. You're gay. I'm sorry. Okay, sure. Sorry, you're gay. Okay. Oh, I love that. Have you already watched their new movie? The new movie? No, I didn't know. They got a new movie, you know, it's amazing. That's crazy, I didn't know. You didn't know, Law? No, it's just I've like, only watched the 2 series. Like I Told Sunset About You. Okay, so what else? Well, I like the one Nanon is in, so is it Bad Buddy? Yeah. Oh, girl, you gay. Sorry. Anything else? In Japan, I could just walk all night, 1 to 5, no issues. Maybe it was the adrenaline because, you know, country. Yeah. So many train platforms. That's why I missed the train. You know, that train didn't show the number of the train, right? So I can't miss it, you know. That's why I was looking for like 1705. I want to say, where is that number? Oh my god, where is that? Stupid. Yeah. Early. Yeah, like, you know, the earlier the earlier the better. The earlier the better, you know. Like I want to see, you know, the morning sunshine, blah blah blah. Because I'm not sure I can have it, you know, next time or something like that. Yeah, I'm not sure I can come back here again. That's funny because I'm coming back from a like lesbian party. What? Oh guys, I'm meeting a lesbian, you know, in the very early morning. I love it. I love it. What a good morning, you know. Can you say hi to my video?
Hi. Yeah, this is my very first lesbian friends, that I met at the train station. Nice to meet you guys. I'm the token lesbian friend. It's nice to meet you. Bye bye. Bye. ရထားကေကပြောင်းသွားတယ်တဲ့ platform 3ကနေ platform 1ကိုပြောင်းတော့ဟိုဘက်ကိုပြန်သွားရမယ်အမလီပထမဆုံးထွက်တဲ့ခီးမှလည်းအလုပ်တွေကိုရှုပ်နေရပဲကွယ်ဒီတခါတော့မှန်မှန်ကန်ကန်နေရအောင်သွားနေပြီလို့တော့ထင်ပါတယ်ဟုတ်တယ်ဟိုမှာမိုးတော့လင်းလာပါပြီ6 နာရီဆိုတော့လူတွေလည်းနည်းနည်းလာပြီပထမယထာကိုလွတ်သွားတာလို့ဆိုယထာကနံပါတ်မရေးထားတော့ဒီယထာမဟုတ်တော့ပါဘူးမတက်လိုက်တာနိုင်ရွက်လောက်နာကြောက်သွားဒါပေမဲ့နိုင်ရွက်လောက်နာကြောက်ရမယ်မှာ lesbian ကမလေးတယောက်နဲ့တွေ့ခဲ့ပြီးစကားပြောခဲ့တော့ဘာဖြစ် it's not like lonely or not like scary at all like I got friends I'm so happy about it okay ယထာပေါ်ရောက်ပါပြီဘယ်မှာထိုင်ရင်ကောင်းမလဲ okay okay Prochain arrêt, Saint-Maurice. Prochain arrêt, Sierre. Les voyageurs en direction de Crans-Montana sont priés de changer pour prendre la correspondance. Nächster Halt, Sidels. Reisende in Richtung Kram. နောက်ထပ်ယထာတစ်ခုပြောင်းရမှာတော့မယ်သူတကားပေါက်တွေများတယ်ဘေးတကားပေါက်ကနေထွက်မှမသိဘူးအဲ့လိုမျိုးနည်းနည်းလေးတော့ကြောက်နေတာပေါ့ဒါပေမဲ့လူတွေစင်းတဲ့နောက်ကိုလိုက်ရမှာပေါ့ This okay this is platform 5 so it's got platform 4 guys okay ပထမယထာတစ်စင်းကနေထွက်လာပြီနောက်ထပ်ယထာတစ်စင်းစီကူပါပြီ okay not that far. Okay, lucky me. ဒီနာစပြီးတော့သူတို့ဂျာမန်စကားပြောတယ်အဲ့တော့နားလည်နေပြီပေါ့နော်ကိုရီနေတဲ့မြို့မှာပြင်သစ်လိုပဲပြောတာလေဒီမှာဂျာမန်လိုစပြောပြီးဆိုတော့ Ich kann ein bisschen Deutsch sprechen. Oi, like that. Let's go, let's go. Okay. Okay, နောက်ထပ်ယထာတစ်စီးပေါ်ရောက်ပါပြီ Okay. So you mean this is like German side or something like that? German side or like do they have like French side? Oh. But I heard like they speak in German. Okay.
great. You know, today I met a lot of good people today. You know, even though I'm solo traveling, I met her with a girl. Like she told me like how to take train, something like that. Now I met you. You even take picture for me. I really, you know, appreciate that. I see you take picture. Yeah. Can I record you? Yeah. What's your name? Jad. Jad. I can call you. Okay, Jad. Okay. So where are you going, by the way? Tournament 3-3 from basketball. Oh. It's like Basel 2. Oh. It's all the summer. Oh. You can be qualified to go to Germany or Italy, Oh. Spain. Oh. So where are you gonna go? Where are you gonna We go? don't know if we win. Oh. Just if you win. Basketball is like. Yeah, basketball. Yeah. Oh my God. Nikolai. Yeah. Oh, that's why you were tall. Right. Not that tall, but in basketball I'm small. Really, yeah. Really? How tall are You can they? even make basketball. I know. I'm not. I know. I'm like 6. What is the tallest one? How's the tallest one? How tall are you? Yeah. It's okay. 7. 3 guys. I can't. And the other guy is like 6, 7. Oh, so how tall are you? It's just 6. Oh, you're not a sure? You're the tallest. Okay, that's funny. Yeah. Okay, now that you have the change my man, did you go out on Interlaken? My say, me. Interlaken, crash landing on you. Yeah, didn't you? The man didn't hear you Interlaken. Wow. Interlaken job. You are a lot of Bruno Kama. Okay, after you have the same young woman. But we know we will. Yeah, you do it with you. Ludin, do you? That's a great history and I appreciate it. Okay. 4 Interlaken. This is 4, 3. Got 2. So it's 4 is go down. Okay. Okay, 4 အောက်ကနေဆင်းပြီးတော့အပေါ်ပြန်တက်ရမှာနည်းနည်းနားလေလာပြီးတော့ Oh, they're speaking German. I love it. My 4 Interlaken Frankreich Deutsch Bitte nicht einsteigen. Durch. Cái cả phố mà hồ cái cả chú sổ lô biển sao là vậy? Ở Interlaken Ost. Khi màရောက်ပါပြီ။နောက်တစ်စီးပေါ့။ Dax ticket viewer. Okay, news mention. Midday Elvis in Freizeichter Livnis. Oh, จะมาယထာဘယ်နှစင်းတော့။ Okay. 3 စင်းဆင်းပြီးတဲ့အခါမှာကျွန်မ Interlaken ကိုရောက်ပြီ Interlaken ကနေပြီးတော့အခု Lotto Bruno ရောက်ပါတော့မယ် ပြောလိုက်တော့အဲ့ယူနေထင်ကြတော့မလားမသိကြပြောလိုက်တော့ငယ်တွေကလာချင်းနေတဲ့နေရာရောက်ဘူးချင်တဲ့နေရာကိုထရောက်လာနိုင်ခဲ့ Oh, I'm so happy. Oh, see how emotional I am.